အားလုံးပါလီစွာပါအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့3လပိုင်း21ရက်နေ့2025ကျွန်တော်ဒီဗီဒီယိုရိုက်တဲ့အချိန်10နာရီခွေးပေါ့ market ဖွင့်တာ9နာရီခွေးဆိုတော့ကျွန်တော်1နာရီလောက်ရှိပါပြီကျွန်တော်ကတော့ trade လောက်ကစားလိုက်တယ်အဆင်ပြေတော့တယ်ကျွန်တော်နားလိုက်ပြီအချိန်ရတာနဲ့ကျွန်တော်ပြောထားတဲ့အတိုင်းဒီ final ပထမဆုံးကျွန်တော်တို့ master trader course မှာကျွန်တော်တို့ free course ပေါ့နော်ဒီ information တွေကကျွန်တော်အလကားရလာခဲ့တာမဟုတ်ပါဘူးဒါပေမဲ့ဝါသနာပါတဲ့ညီလေးတွေကိုတွေဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်အဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်ဒါတွေကို share လုပ်ပေးတာပါဒီထားလိုက်ပါတော့ကျွန်တော်တို့ပထမနေ့က introduction ရယ်ကျွန်တော်master trader 101ဆိုတာကျွန်တော် market overview financial market what are financial market ဆိုတာဘာလဲငွေကြေးစည်းကွက်ဆိုတာဘာလဲဆိုတာကိုကျွန်တော် category ၄ခုနဲ့ခွဲထားခဲ့တယ်အဲ့ဒီ category ၄ခုမှာ stock ပါမယ် company အစုရှယ်ယာတွေပါမယ်နံပါတ်2ကပေါ့ forex ဆိုတာပါမယ်နိုင်ငံတကာငွေကြေး exchange ပေါ့တနိုင်ငံနဲ့တနိုင်ငံငွေကြေးကိုအရောက်ဝယ်လုပ်တာနံပါတ်3က option ဆိုတဲ့ဟာဥမာဘယ်နေ့က date ကုန်တယ်ဘယ်နေ့ date မကုန်ဘူး spike price ကဘယ်လောက်เนาะအခြေခံအပြင်ဒါတွေကို contract အနေနဲ့အရောက်အဝယ်လုပ်တဲ့ဟာတစ်ခုရယ်နံပါတ်4ကကျွန်တော်ဟိုဒီ forex story future ဆိုတာကိုကျွန်တော်ရဲ့အဓိက favorite ပေါ့နော် future ဆိုတာကိုကျွန်တော်ပြောထားခဲ့ပြီးတဲ့အပြင် future ဖြစ်လာခဲ့တဲ့ history ကိုပါကျွန်တော်ရှင်းပြပေးထားပြီးဖြစ်ပါတယ်ပြီးတော့နောက်ကျွန်တော်တို့ဒီ cryptocurrency လို့ခေါ်တဲ့ digital ငွေကြေးစနစ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီ commodity လို့ခေါ်တဲ့ရွှေတွေငွေတွေဒီတက်တူတွေသိတယ်မလားဒီစီတို့သိတယ်ဆန်တို့ကအစပေါ့နော်ဒါတွေကို commodity လို့ထိမှပါတယ်အဲ့ဒါကိုလည်းအရောက်ဝယ်လုပ်လို့ရတယ်ဆိုတာကိုလေကျွန်တော်ရှင်းပြပေးပြီးဖြစ်ပါတယ်ဆိုဒီနေ့က number 2 what drives their market ရိုးရိုးလေးနော် what drives their market ဈေးကွက်ကိုဘေးအရာတွေကမောက်နှံနေတာလားဈေးနှုန်းတစ်ခုအတဲကျဖြစ်တယ်ဆိုတာအလကားဖြစ်တယ်မဟုတ်ဘူးဒါကအတဲကျဖြစ်နေတာကဒါကအကျိုးတရားအဲ့လိုဖြစ်ဖို့အတွက်အကြောက်တရားတွေရှိတယ်ဒီအကြောက်တရားက what အဲ့ဒါ driving လုပ်နေတာเนาะတစ်ခုခုကို driving လုပ်နေတာအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်တို့အဲ့ဒီအကြောက်တရားကိုလိုက်ရှာမဲ့အခါမှာကျွန်တော်တို့အချက်၃ချက်ပါမယ်ဆိုတော့အခုကျွန်တော်တို့တွားရအောင် no okay ကျွန်တော်တို့ဒီမှာအချက်၃ချက်ကိုကျွန်တော်ပြောထားခဲ့တယ်အချက်၃ချက်မှာကျွန်တော်ကြိုပြီးပြောပြမယ်ဈေးနှုန်းတစ်ခုအရောက်အဝယ်ဖြစ်ဖို့အတွက်အဓိကမောင်းနှင်အားကအချက်၃ချက် fundamental ဆိုတာကကျွန်တော်တို့ဒီ briefly နည်းနည်းလောက်ရှင်းပြမယ်နောက်တစ်ခုက technical ကျွန်တော်က technical သမားပါဟိုပေါ့နောက်သားကနေမျိုး behavior လို့ခေါ်တဲ့ဒီ mindset ပေါ့နော်အဲ့ဒါကိုခဏထားမယ်အခုလို့လို့ဆို fundamental ကိုတွက်မယ်ကျွန်တော် fundamental ကိုကြည့်လိုက် determine strength and value by looking at macroeconomy event ဒီပိုလို့ပိုစည်းကပိုလို့ကြေကြီးအကြီးကိုလိုက်ကြည့်တာပေါ့နော်ဥမာ government ဒီမှာပါ government monetary policy အစိုးရရဲ့ငွေကြေးဆိုင်ရာ policy တွေကဘာဖြစ်တယ် debt policy အစိုးရရဲ့ဒီအကျွေးတွေပါတယ်ဘလို့အခြေအနေရှိတယ် tax policy အစိုးရရဲ့အခွန်ကောက်ခံတဲ့ဟာတွေဘာတွေရှိလဲနော် economy မှာကြည့်လိုက်မယ်စီးပွားရေးနဲ့ကြည့်မယ်ဆိုရင် GDP ကအစိုးရဝင်ငွေနိုင်ငံသားတွေ GDP ဘယ်လောက်ဝင်ငွေရှိလဲ unemployment အလုပ်အကိုင်တွေအခြေအနေဘယ်လိုလဲ production ထုတ်လုပ်တဲ့ပစ္စည်းတွေဘယ်လိုလဲနော် company မှာလေ revenue per year ဆိုတာကဒီ company ဟာတစ်နှစ်ကိုဘယ်လောက်အမြတ်ထွက်လဲပေါ့နော်အကျိုးအမြတ်ရှိနေပြီလဲနောက် EPX expected per share ထားလိုက်ပါတော့အဲ့အကျိုးအမြတ်တွေ free cash flow ဆိုတာကဒီ company ရဲ့ငွေကြေးစီးဆင်းမှုတွေအခြေအနေဘယ်လိုလဲပေါ့နော်minus ဟိုပေါ့ negative လား minus ဟိုပေါ့ negative လား positive လားပေါ့ဆိုတာကအမြတ်ပြလားအချုံးပြနေလား ROE return on investment ဆိုတာက company ရဲ့ရင်းနှီးထားတဲ့ဟာ investment က percentage အနေနဲ့ဘယ်လောက်ဝင်ငွေရှိလဲဥမာ10%လား20%လားအမြတ်အရှုံးအမြတ်ကောင်းမကောင်းစမ်းစဲလူတယောက်လိုပဲကျင်းမာရေးကောင်းမကောင်းဒီလိုပဲလိုက်ကြည့်တာပဲเนาะဆိုတော့ဒါကို fundamental လို့ခေါ်တယ်ကျွန်တော် fundamental ကိုဒီမှာ slide ကလေးနဲ့ထုတ်ပေးထားတယ် government policy ရှင်းပြီးတော့ monetary policy GDP unemployment အလုပ်အကိုင်နဲ့ပတ်သက်တဲ့ဟာတွေ inflation ငွေကြေးဖောက်ပွားမှုနဲ့ဆိုင်တဲ့ဟာတွေ company analysis ရဲ့ company တစ်ခုလုံးကိုအသေးစိတ်ခါတဲ့ top to bottom bottom to top အဲ့လိုမျိုးအသေးစိတ်လောက်တာဒီ company က healthy ဖြစ်မဖြစ်ခုနကလို CEO ကအစားပေါ်တော့သူရဲ့ strategy future vision mission အဲ့ဒါတွေအားလုံးပါတာပေါ့ stock fundamental အဲ့ဒါတွေကကျွန်တော်တကယ်ပြောပြတာဒီမှာကြားမှာကျွန်တော် San Francisco တက္ကသိုလ်မှာကျွန်တော် finance degree ကိုသင်တော့ဒါတွေပါတယ်တကယ် latest practical မှာ trader လုပ်တဲ့အချိန်မှာဒါတွေလုံးဝသိစီရမလို့သိထားရင်တော့ပြန်ပါမဆိုပိုကောင်းပါတယ်
ဒါကျွန်တော်ကိုယ့်ကိုကြောပြောတာမဟုတ်ပါဘူးထေးပြောလိုက်တာမလိုအပ်ဘူးဆိုတာကို trader တယောက်အနေနဲ့ဒါတွေကအများအပြားဒါတွေကဘလူလူတွေလုပ်လဲဆိုတော့ရေရှည်ရန်နှိမ့်ညုံနေမဲ့လူတွေဥပမာတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်အဲ့ဒီလူတွေက company ကိုသေးစိတ်တွေစရနေပါလေကောက်ပါပြီး business တွေထားလိုက်ပြီးမှငေါ့10နှစ်မှဘယ်လောက်ဘာဖြစ်မယ်ဆိုတာကျွန်တော်ရဲ့ theory ကျွန်တော်ရဲ့ psychology ကိုပြောပြမယ်နောက်10နှစ်မှကျွန်တော်စိတ်လေးမဝင်စားဘူးမနေ့ဖင်တော့မှကျွန်တော်သေမလားရှင်မလားကျွန်တော်မသိဘူးကျွန်တော်အသက်ရှူနေတာကိုပဲကျွန်တော်တတိထားတယ်ဆိုတော့ကျွန်တော်တနေ့တစ်နေ့ကိုဈေးကိုတင်းတင်းဈေးကို market ဖွင့်တယ်အဲ့ဒီချိန်မှာကျွန်တော်ရသလောက်အမြတ်ကိုယူတယ်အားလုံး close ပိတ်တယ်ရှုံရင်လေးလက်ခင်လိုက်တယ်မြက်လက်တာတော့များတာပေါ့နော်ဆိုတော့ကျွန်တော်တရက်စာပြီးတော့ပြီအဲ့ဒါ live ပဲအဲ့ဒါခါတဲ့မျောတော်ရောက်ကြီးတဲ့ဈေးတဲမှာလားကြားမှာလားအဲ့လိုလုတ်တဲ့လူတွေတနေ့မဟုတ်တနေ့မွေးတာပဲအဲ့ဒါမှတ်ထားနော်အဲ့ဒါမွေးစေးအဲ့လိုစဉ်းစားပြီး market တဲမလားကြားမလားဟာ market တဲမလို့ထင်တယ်ကြားမလို့ထင်တယ်ဟာဒီလောက်တော့မကြားနိုင်ဘူးဒီလောက်မတဲနိုင်ဘူးအဲ့လိုစဉ်းစားတဲ့လူတွေဘလောက်ပဲသူတို့စဉ်းစားတာနဲ့တကယ် market မှာဖြစ်နေကြတယ်ဘာမှမဆိုင်ဘူးခါတလေဆိုင်တာတိုက်ဆိုင်တော့တယ်တိုက်ဆိုင်တော့ရင်တော့အဆင်ပြေသေးလိမ့်မယ်ဒါပေမဲ့အဲ့ဒီ mindset ရှိတဲ့လူတွေကတနေ့မဟုတ်ရင်တနေ့အကုန်လုံး wipe off မွေးပြီအဲ့ဒီသူရဲ့အကောင့်က0ဖြစ်သွားလိမ့်မယ်ဒါသေချာတယ်ဒါထားလိုက်ပါတော့ဒါစီဇန်နဲ့ပြောထားခဲ့တာဆိုတော့ကျွန်တော် technique ကိုတော့မယ်နော်ဒီ technique ဆိုတာက technique ကျွန်တော်တို့ technique တွေအများကြီးရှိတယ်ကျွန်တော်တို့ဒီမှာအကြောက်လေးတွေပေါ့ကျွန်တော်တို့ဒါဒီမှာဆိုရင်ဒီ technique ကိုကျွန်တော် live လုပ်ပေးမယ်အခုခဏနေရနော်ဒါကဒီပုံထေးကဟာကိုအခြေခံအားဖြင့် technique ဆိုတာကဒီသင်္ချာနဲ့ဒီ data တွေကိုအခြေလက်တွေကိုစုထားပြီးတော့တွဲချထားတဲ့ဟာကို technique လို့ခေါ်တယ် technique ရဲ့သဘောကဒီမှာ chart are used in analyze historical trading activity influenced by supply and demand ဒါကစကားပေါ် supply and demand ရောက်လို့အဝေးလို့လူတက်သိပါတယ်ဒါတကယ်ကိုလူကိုမလို့တာဒါပေမဲ့စာသဘောအရကျွန်တော်ပေးရတာဆိုတော့ရှင်းပြပေးမယ်နောက်မှနော်okay technique ရဲ့အားသာချက်ကဆိုပါစို့ဥမာလွန်ခဲ့တဲ့နှစ်ကကျွန်တော်ရွှေတစ်ချက်ကိုနော်ရွှေတစ်ချက်ကိုဥမာသူဈေးသိမ်းထားလိုက်ပါတော့ဗမာလိုပြောပြဆိုတော့ဗမာစကားနဲ့ဈေးသိမ်းဆိုဒီနှစ်မှာသိန်း150ဖြည့်တော့တယ်ဆိုတော့လူတိုင်းကတော့သိတယ်မနှစ်ကရွှေဆိုပါစို့လွန်ခဲ့တဲ့မနှစ်ကရွှေတစ်ချက်ကိုသိန်း30ဒီနှစ်ကတော့သိန်း50ဆိုတော့ဒီလောက်ပဲသိတယ်မဟုတ်ဘူး technique ကအဲ့ဒါကိုခွဲပြီးတော့ဥမာ1 minute လား2 minute လား3 minute လား5 minute လား4 hour လား1 day လားအဲ့ဒီ history သမိုင်းအစဉ်ကိုလိုက်ပြီးကြည့်လို့ရတာဥမာဘယ်နေ့ကဘယ်လိုကြားခဲ့လဲဘယ်နေ့ကဘယ်လိုတက်ခဲ့လဲဆိုတာကိုကျွန်တော်တို့ technique နဲ့ပြောတာနော်အဲ့ဒါမှ technique တောင်းနေလာအောင်မယ် support resistance ဘာညာအဲ့ဒါထားလိုက်အရင်များတော့မှာဆိုလို့ကျွန်တော် okay technique ကကျွန်တော် favorite ကျွန်တော်ပြီးရင်ဒါနောက်တစ်ခုရှင်းပြပြီးကျွန်တော် technique ကိုတော့နည်းနည်းပြမယ် okay နောက်တစ်ခုကကျွန်တော်တို့အရေးအကြီးဆုံးဒါလူတွေမသိဘူးလူတွေမသိတာတတိမထားလို့မသိတာ fear and greed စဉ်းစားကြည့်နော်လူကိုမပြောနဲ့တက်ရှိအားလုံးကိုစဉ်းစားလိုက်ခဏလေးစဉ်းစားလိုက်ကျွန်တော်ဘယ်လောက်အရေးကြီးလဲဆိုတာမျက်လုံးနှလုံးဖွင့်တာကနေမျက်လုံးနှလုံးပိတ်တဲ့အချိန်ထိဘာစိတ်နဲ့နေရလဲအများကြီး fear and greed လောဘနဲ့အကြောက်တရားဒီနှစ်ခုပဲလောဘဆိုလို့အကြောက်တရားဆိုတာမကောက်တာကိုပြောတာတော့မဟုတ်ဘူးပေါ့နော် fear ကတခုခုကိုစိုးရင်နေတာတို့တခုခုမရမှဖြစ်တာတို့fear ကို missing ငါကျင်ခဲ့မှငါမရလိုက်ဘူးဒီလိုမျိုးအားလုံးကို fear ထိမှထိလို့ရတယ် greed ဆိုတာကဟာတခုခုဖြစ်ရှင်တာတို့တခုခုလှုပ်ရှင်တာတို့နောက်ဆုံးတခုခုစားရှင်တာတခုခုမြင်ရှင်တာတခုခုသိရှင်တာတခုခုကြားရှင်တာတခုခုထိရှင်တာအားလုံးကို greed ပဲအဲ့ဒါကိုအခုနကဆိုတခုခုထိရှင်တဲ့စားရှင်တဲ့တောက်ရှင်တဲ့မြင်ရှင်တဲ့တခုခုနဲ့ဥပမာ PC ဆိုလို့ပိုင်ရှင်တာပေါ့အဲ့ဒါကိုမရမှတခုခုကိုစိုးရင်နေတဲ့ထိကအားလုံး fear ဆို market လေးဒီတိုင်းပဲ market မှာဒီလောဘနဲ့အကြောက်တရားလူတွေရဲ့စိတ်နှစ်ခုရှိတယ်အဲ့ဒီစိတ်ကပဲ market ကိုဒီ image လို့ခေါ်တာပေါ့ဒီ market ထဲမှာဈေးနှုန်းအတဲအကျဖြစ်လာတယ်ဆိုတော့ image ပဲပြောမယ်ဆိုလူတွေရဲ့ cycle ကနေပြီးတော့ဖန်တီးလိုက်တာ creation လုပ်လိုက်တာအဲ့ဒါဈေးကိုအတဲအကျဖြစ်လာတယ်ဆိုတော့ဟုတ်ပြီနော်ဒီ what drive the market behavior မှာကျွန်တော်ဒါကို mindset လေးပဲသဘောထားလိုက်နံပါတ်1အရေးကြီးတာ so fear can cause people to panic ဗါလဲ fear ကြောက်စိတ်ရှိရင် panic လန့်ဖြန့်ပြီးတော့ဖြစ်တဲ့ close out the trade instead of holding ရိုးရိုးလေးပဲဒါကကျွန်တော် fear ဆိုတော့ဥမာဆိုပါတော့ market ကတော့ကိုဝေလိုက်တာကငါးချက်တက်မယ်ငါးချက်ကနေပြီးတော့10တီသွတ်မယ်အဲ့ဒါတခါတည်းဒီနေ့လောက်တက်တယ်နဲ့ကြောက်လန့်ပြီးတော့နှစ်ချက်လောက်ပဲအမျက်ထေးလိုက်တယ်ဆို market ကထုတ်တက်သွားတယ်ကိုကကျင်ခဲ့ပြီဒါ fear ကောဖြစ်တာ fear တော့ missing out opportunity ကကိုကဝင်မဲ့နေရာကိုကတိနေပေမဲ့ဟာတခါတည်းမစောင့်နိုင်တော့ဘူး market လေးနည်းနည်း price action လေးအတဲအကျလေးဖြစ်တာကိုတခါတည်းသိတယ်မလားဒီ
ငါကျင်ခဲ့မယ်ဆိုပြီးတော့ဝင်ထိုးတာပေါ့ကျွန်တော်ဗမာလို့ဆိုရင်ဟုတ်တယ်မလားဒီ jump in တခါတည်းမစင်စားတော့ဘူးငါကျင်ခဲ့မှာဆိုတော့လိုက်ပြီးတော့ဝေတဲ့အချိန်မှာ market ကအောက်ကိုထိုးကြအဲ့ဒီမှာရှုံးတာပဲလေပြီးရင် the losing money ဆိုတော့ငွေရှုံးမဲ့ဟာတွေ greed can cause people to not close out ဒီမှာလည်းဒီတိုင်းပဲနောက်ဒီကောင်ကိုပြောက်ပြင်ဟိုမှာmarket က tower ကြီးတက်နေမယ်ထင်နေတယ်ကိုသူဝေလိုက်တဲ့အချိန်မှာတက်တော့တက်တဲ့အမြဲကိုမယူလိုက်ဘူးပြီးတဲ့ market အောက်ကိုထိုးကြတော့အရင်ပါကုန်ရောအဲ့လိုပေါ့နော်ဒါအဲ့လိုပေါ့ဥမာအမြဲယူတင်တဲ့လောက်ကိုမယူလိုက်ဘူးဒါဒီဟာတွေ fear and greed psychology ဒါတွေကိုကျွန်တော်မှာတော့ strategy ရှိတယ်ဒါတွေကတက်နော်ဒါအခု market ရဲ့ behavior what drives the market ဆိုတာကိုကျွန်တော်ရှင်းပြထားခဲ့တာကျွန်တော်တို့ technical ကိုကျွန်တော် live ထုတ်ပြမယ်ခုနကနည်းနည်းလောက်ပို့ပြီးတော့ဟိုပါဗောနည်းဒီနေ့ကိုထိပြီးရင်ပို့အဆင်ပြေတာပဲဟုတ်တယ်မလား okay ဒီမှာအခုမြင်မယ်ထင်တယ်ဒါကအခုဒီနေ့ဒီအပြာရောင်လေးဟာ sorry ဒါအပြာလားအဖြူလားအဖြူလို့ပဲထားလိုက်ပေါ့နော်ဒီအရောင်လေးဟာဒီ pre market လို့ခေါ်တယ်ဈေးနှုန်းတရားဝင်ဈေးနှုန်းမဖွင့်တဲ့အချိန်အခုတော့ကဒီဈေးနှုန်းက live ရှိတယ်ဈေးနှုန်းအခုရှိနေအတဲအကျဖြစ်နေတယ်နော်ဒီဘက်မှာတိုင်းမဆက်ကိုကြည့်လိုက်ရင်ဒါတွေကလူတွေအရောက်ဝေလုံးနေတာဘေးကောင်းတွေမသိဘူးတကဘာလုံးကလူတွေဆိုအဲ့ဒီအထက်ကပဲကျွန်တော်တို့ကအဲ့ဒီမှာခေါင်းနေတဲ့ကောင်လေးပါတယ်ဒီအဲ့ဒါမှာစားတောက်လို့ရတယ်ကျွန်တော်ပက်စင်ကပြော trader တယောက်ကြီးပြဿနာက it's very simple ကျွန်တော်စီမှာပက်စင်20ဝင်လာပြီဆိုရင်အဲ့ဒီပက်စင်20ကကဘာမှာနောက်တစ်ယောက်တနေရာရနေပြီးတော့တယောက်ဖြစ်ရင်ဖြစ်မယ်တယောက်ထမ်းများရှင်များမှာပေါ့အဲ့လိုတစုံတယောက်တော့မဟုတ်အုပ်စုလိုက်စီကနေအဲ့ဒီဝင်လာတဲ့20ပဲဆိုတော့ကျွန်တော်စီက20ရှုံးတော့တယ်ဆိုရင်အဲ့ဒီ20ကနောက်တစ်ယောက်ကဘာမှာနောက်တစ်ယောက်ပေါ့နော်စီကိုရောက်တော့တယ်ရှင်းရောက်တော့တာဆိုတော့အဲ့လိုဆိုကျွန်တော်တွေကတယောက်ပက်စင်အဲ့ကိုတယောက်မြင်နေယူလိုက်ကြတာပဲဒါရိုးရိုးလေးပဲ trading that's a trading okay ဒါရိုးရိုးလေးအမှန်ကဘာကြောက်လဲဆိုတော့ market ဆိုတာတကယ်တမ်းပြောရင်ရှိကိုမရှိတာ basic ဆိုတာလေတင်ဖို့နဲ့ဘာမှမဆိုင်ဘူးကျွန်တော်ပြောပြမယ်ဆိုပါစို့ဒါကိုရွှေလို့ထားလိုက်အဲ့ဒီရွှေအတုံးကြီးကကျွန်တော်ကရွှေတုံးကြီးပါကျွန်တော်ကိုတကြဲသားလို့ထားလိုက်ပါကျွန်တော်ကိုစေသိမ့်ပေးပါဒီကဘာမှမသိဘူးသူရွှေကိုသူကရွှေပဲတဲ့လူတွေကစိတ်ကူးနဲ့လောဘနဲ့အကြောက်တရားကဘုံရွှေကတင်မှုရှိတယ်တက်ကြဖြက်ကြအဲ့လိုဖန်တီးလိုက်တာရွှေကဘာမှတင်မှုမရှိဘူး market လေးဒီအတိုင်းပဲလူတွေရဲ့စိတ်ကဖန်တီးလိုက်တော့ကျွန်တော်တို့ရဲ့အလုပ်ကပါလဲလူတွေရဲ့စိတ်ကိုပဲကစားရတယ်အသက်ရှင်ဖို့တော့ပေါ့နော်ဆိုတော့ဟုတ်ပါပြီဒါ technical ဒီ technical ကိုကျွန်တော်တို့ဒါအချိန်ကြီးအများကြီးလုပ်လို့ရတယ်ဒီမှာတက်ခွေးလို့ရတယ်ကျွန်တော် specialize နဲ့ဒီ platform ကိုတက်ကျွန်တော် intro လေးလုပ်ပေးခဲ့ပြီဆိုဒီမှာအချိန်ကြီးကြိုက်တဲ့လောက်ပြောက်လို့ရတယ်ပြီးတော့နောက် indicator ဘိုက်မပါသေးဘူးကျွန်တော် indicator ဘိုက်ကိုနောက်နေ့မှဥပမာဒီနေ့ဆိုရင်ရိုးလေးဒီမှာရိုးလေးဟိုမှာဒီနေ့ဆိုရင်ဒီမှာပြလိုက်မယ်ကျွန်တော်ဆိုပါစို့ဒီနေရာကနေပြီးတော့ဒါဈေးကိုစာဖွင့်တယ်စာဖွင့်ပြီးတော့ဒီမှာကြေးလိုက်ဒီမြှောက်ကိုကြေးလိုက်โอเคဟောတိတ်ရှည်တော့မယ်เนาะဒီကနေစရဒီလောက်တက်တယ်ဒီလောက်ဆိုရင်ပြောမယ်ဆိုပြည့်စုံလောက်ရပြီ900 600ရပြီcommission များရဒီကစနေအမြက်တကြီးပဲထားလိုက်ပါတော့เนาะဒါကျွန်တော်ဒီနေ့ရှင်းပြမယ့်ဟာမဟုတ်ဘူးဒါ technical ဆိုတာကခုနက live ကိုကျွန်တော်ရှင်းပြတာဒီဒါတွေကိုဥမာဆိုပါစို့1 minute 1 daily ဆိုရင် daily သုံးလို့ရတယ်ဒါကဒီ candle stick တစ်ခုဟာ daily ဖြည့်သွင်းတယ်ဆိုတော့တော်ပါပြီကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကကျွန်တော် popular ဖြစ်ရှင်လို့ဟိုမှာကျွန်တော် sharing ပေးတာပါဆိုတော့အများအားဖြင့်ဟိုလေးလာစေရှင်နဲ့သင်စေရှင်နဲ့ဒီဟာတွေကိုမသိရင် market ကိုဘယ်လိုမှလာလို့မရပါဘူးဆိုတာကိုကျွန်တော်အသိပေးရတဲ့ဒီနေ့ what drives the market ဆိုတာကိုအခြေသုံးချက်အနေနဲ့fundamental ရဲ့ကျွန်တော် technical ရဲ့ mindset ရဲ့သုံးခုကိုကျွန်တော်ရှင်းပြပေးတဲ့ဖြစ်တဲ့အတွက်ကြောင့်နောက်ဗီဒီယိုတွေမှာဆုံတွေ့ကြပါလို့ဆိုရင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကုန်လုံးကို